Hi guys, welcome back to Kainos The Art of English. My name is Teacher Snow and glad to see you again. So today I'm going to talk about adjectives. So adjective တွေဆိုတာပါလေ adjective တွေဆိုတာက noun ကိုအထူးပြုတဲ့စကားလုံးလေးတွေကို adjective လို့ခေါ်ရပါတော့ so noun ဆိုတာပါလေ noun ဆိုတာကဒီလူတွေပြီးပါလို့ရှိရင်ဒီအရာဝတ္ထုတွေနေရာတွေကိုဖော်ပြတဲ့စကားလုံးမှန်သမျှကို noun လို့ခေါ်ရပါတော့ okay ဆိုတော့ adjective ကကြတော့အိတ်ကောင်လေးတွေကို noun လေးတွေကိုအထူးပြုတဲ့စကားလုံးလေးတွေဖြစ်တဲ့မြန်မာလိုဆိုလို့ရှိရင်တော့နာမဝိသေသနာလို့အဓိပ္ပာယ်ရတယ်adjective တွေကပါလဲဆိုတော့လူတစ်ယောက်ရဲ့ character ပေါ့နော် she is kind တို့ပါသူမကျင်ညာတတ်တယ်လူတစ်ယောက်ရဲ့ character တွေဒီအရာဝတ္ထုရဲ့ဘယ်လိုပုံစံတွေရှိရဲအဲ့လိုမျိုးတွေကိုဖော်ညွှန်းတဲ့နေရာမှာဆိုလို့ရှိရင် adjective ကိုသုံးတယ်ကိုယ့်ရဲ့ခံစားချက်တွေကိုဖော်ပြတဲ့နေရာမှာဆိုလို့ရှိရင်လည်း adjective ကိုသုံးပါတယ် adjective ကိုသုံးတဲ့ pattern လေးတွေကိုရှင်းပြသွားမှာဖြစ်ပါတယ်ဆိုတော့ပထမအဆုံးအနေနဲ့ adjective က noun တွေနဲ့အများဆုံးတွဲပါတယ်ပေါ့နော်ဆိုတော့သူရဲ့ pattern ဘယ်လိုလဲဆိုတော့ adjectives plus noun adjective plus noun. For example, a beautiful girl. Lapato minkali. A big house. Jimato a. A difficult exam. Kaketo samwebwe. Ara so yin di ma. Tonware beautiful ro. Big do. Difficult to sraka. adjective တွေဖြစ်တယ်ပေါ့နော်ဆိုတော့သူရဲ့နောက်မှာ girl တို့ house တို့ exam တို့က noun လေးတွေဖြစ်တယ်ပေါ့နော် okay ဆိုတော့ပထမဆုံး pattern ပါလဲဆိုတော့ adjective နဲ့ noun နဲ့တွေ့ရ pattern လေးဖြစ်ပါတယ်ဆိုတော့ဒုတိယ pattern ပါလဲဆိုတော့ verb to be နဲ့ adjective နဲ့တွေ့ရ verb to be ရောချဲစုရရှင်းပြပြီးသွားပြီပေါ့နော် okay အဲ့တော့ verb to be ကပါလဲဆိုတော့အသေးစိတ်သိချင်ချဲစုရဲ့ video မှာကြည့်လို့ရပါတယ်so adjective ကပါသုံးတာလဲဆို verb to be plus adjective လေးနဲ့သုံးမိတယ်ပေါ့နော် okay သူရဲ့ pattern ပါလဲဆို subject ပါမယ်ပြီးသွားလို့ရှိရင် verb to be ပါမယ်ပြီးသွားလို့ရှိရင် adjective ပါမယ်ပေါ့နော် for example she is beautiful သူမကလှပါတယ်ဆိုတော့ဒီနေရာမှာ she က subject is က verb to be beautiful က adjective ဒုတိယတစ်ခုကပါလဲဆို the exam is difficult အဲ့ဒီတော့ဒီမှာကျတော့ exam ဒီ exam က subject is က verb to be နောက်ပြီးပါလို့ရှိရင် difficult ကပါလဲဆိုတော့ adjective ဖြစ်တယ်ပေါ့နော် okay ဆိုတော့ဒုတိယပတ်တန်ရပါပြီဆိုရင်တတိယပတ်တန်ကဘယ်လိုမျိုးလဲဆိုတော့ကိုယ့်ရဲ့ feeling ကိုဖော်ပြချင်တယ်ကိုယ့်ရဲ့ခံစားချက်ကိုဖော်ပြချင်တယ်ဆိုလို့ရှိရင် adjective နဲ့သုံးတယ် for example I am happy ဆိုတော့ဒီညမှာ happy ကပျော်ရွှင်သောဆိုရဲနာမဝိသေသနာလေးဖြစ်တယ်ပေါ့နော်ဒုတိယတစ်ခုကပါလဲဆိုတော့ she is tired သူမပင်ပန်းနေဆိုတော့အဲ့လိုမျိုးကိုယ့်ရဲ့ condition တွေနောက်ပြီးပါလို့ရှင်ကိုယ့်ရဲ့ feeling ကိုပြောချင်နေဆိုလို့ရှိရင် adjective တွေကိုသုံးပါတယ်ပေါ့နော်ဆိုတော့ဘာတွေနဲ့တွဲသုံးလို့ရလဲပြောပြီးပါပြီဆိုလို့ရှိရင်ဘာနဲ့တွဲမသုံးလို့ရလဲဆိုတာလေးတွေပြောပြပြီးတော့မှဖြစ်ပါတယ်ဆိုတော့ adjective ကိုဘာနဲ့မသုံးလဲဆိုတော့ adjective ကို verb နဲ့တိုက်ရိုက်တွဲမသုံးဘူးပေါ့နော်for example she beautiful sings ပဲဖြစ်ဖြစ် she sings beautiful ပဲဖြစ်ဖြစ်အဲ့လိုသုံးရင်မှားပါတယ်ဆိုတော့နောက်ထပ်ဒီ verb နဲ့ဘယ်လိုတွဲဟောသုံးဖို့သုံးနည်းကို FF video မှာကောင်းကောင်းလေးရှင်းပြသွားပါမယ်ပေါ့နော် okay နောက်တစ်ခုကဘာလဲဆိုတော့ adjective နဲ့နောက်ထပ် adjective တစ်ခုနဲ့တိုက်ရိုက်ကတ်သုံးလို့မရဘူးပေါ့နော်။မှာဘယ်လိုလဲဆိုတော့ tall she is a beautiful tall girl အဲ့လိုမျိုးတွဲလို့မရပါဘူး။အဲ့မျိုးသုံးချင်တယ်ဆိုလို့ရှိရင် and တို့ and တို့အဲ့လို conjunction တွေနဲ့တွဲပြီးတော့မှသုံးပြရမယ်ပေါ့နော်။နောက်တစ်ခုကဘာလဲဆိုတော့ဒီ adjective ကိုမဆိုလို့ရှင်ကွာ she runs တို့ပါရောကွာအဲ့လိုမျိုးသုံးကြရမလား she runs သူမပြေးရဲ့အဲ့လိုမျိုးသုံးကြရဲအဲ့လို verb နေရာမှာအစားထိုးပြီးသုံးလို့မရအောင်ဆိုလို့ချင်တာကတော့ subject နဲ့ကပ်လို့မရဘူးပေါ့နော် I happy I sad I excited အဲ့လိုကြီးကိုသုံးလို့မရပါဘူးဘယ်လိုသုံးအောင်လဲဆိုတော့ I am happy I'm sad she's excited အဲ့လိုလေးနဲ့ပဲသုံးတွဲပြီးတော့မှသုံးပြရမယ်ပေါ့နော်Okay ဒီနေ့ကတော့ adjective လေးတွေကိုတခြားလေးရှင်းပြပြီးသွားပြီဆိုတော့နောက်ထပ် video ကြလို့ရှင်ဘယ်လိုစိတ်ဝင်စားစရာကောင်းတဲ့ topic တွေနဲ့လာမလဲဆိုတာကိုစောင့်ကြည့်ပေးကြပါဦး So goodbye and see you